လွန်ခဲ့တော့နှစ်ပေါင်း2000ကျော်စီကအေယာဝတီမြို့ဝင်းရဲ့အလဲဘဟိုမှာပြူတို့ရဲ့အထွတ်ထိပ်မြို့တော်တစ်ခုရှိခဲ့ဘူးတယ်။အဲ့ဒီမြို့နာမည်ကဖိတ်တနိုးတဲ့။အဲ့ဒီမြို့ကိုအုပ်ချုပ်သူကတော့ထူးခြားတဲ့အလှအပနဲ့ခွန်အားကိုပိုက်ဆိုင်ထားတဲ့ပန်းထွားမင်းသမီးပဲဖြစ်ပါတယ်။သူမဟာငယ်စဉ်ကတည်းကတောထဲကရသေးကြီးတစ်ပါးစီမှာပညာတွေကိုစီးပူးခဲ့သူပါ။ပန်းထွားဟာလက်ထက်ထိမ်းများခြင်းမပြုဘဲဖိတ်တနိုးမြို့တော်ကိုတူးတဲ့အုပ်ချုပ်ခဲ့တဲ့အမျိုးသမီးဧကရီတစ်ပါးဖြစ်လာခဲ့ပါတယ်။သူမရဲ့လက်ထက်မှာဖိတ်တနိုးဟာအလွန်ကိုစီးပင်ဝေါ်ပြောခဲ့တာပေါ့။ဖိတ်တနိုးကိုကာကွယ်ဖို့အတွက်သူမမှာထူးခြားတဲ့နတ်စီတော်ကြီးတစ်လုံးရှိတယ်။ရန်သူတွေလာရင်အဲ့ဒီစီတော်ကိုတီးခတ်လိုက်ုံနဲ့မြို့ဘေးကရံပယ်ချောင်းမှာရေတွေရှန့်တက်ပြီးရန်သူတွေကိုတိုက်စားပစ်ခဲ့ပါတယ်။ဒီသတင်းကိုကြားတဲ့အခါတရီခီထပ်ပြရှင်ဒုတ်တပောင်မင်းကြီးကမခံမရက်ဖြစ်ခဲ့ရပါတယ်။ဒါကြောင့်အင်အားကြီးမားတဲ့စစ်တပ်ကြီးနဲ့ဗိတ်တနုကိုတိုက်ခိုက်ဖို့ချီတက်လာခဲ့ပါတယ်။ဒါပေမဲ့ဘယ်နှကြိမ်ပဲတိုက်ပန်းထွားဘယမရဲ့နတ်စီတော်အစွမ်းကြောင့်ဒုတ်တပောင်မင်းရဲ့တက်တွေဟာရေဘေးတင်ပြီးအကြိမ်ကြိမ်ဆုတ်ခွာခဲ့ရပါတယ်။တိုက်လို့မနိုင်တဲ့အဆုံးဒုတ်တပောင်မင်းဟာပရိယေကိုတုံခဲ့ပါတယ်။သူလျိုတူးကိုရတိတ်အတုအထည်ဟန်ဆောင်ခိုင်းပြီးဗိတ်တနိုးမြို့တဲကိုစေလွတ်လိုက်ခဲ့ပါတယ်။ရတိတ်အတုဟာပန်းထွားဘယင်မရဲ့ယုံကြည်မှုကိုရအောင်ယူခဲ့တယ်။ပြီးတော့စီတော်ကျူရဲ့အတန်ပိုချေအောင်လုပ်ပေးမယ်ဆိုတဲ့အယုံသွင်းစကားနဲ့ဘယင်မကြီးကိုလဲစားခဲ့ပါတယ်။ဘယင်မကြီးမသိအောင်ရတိတ်အတုဟာစီတော်ကြီးရဲ့မျက်နှာပြင်ကိုဓာတ်နဲ့လှီးဖြတ်ပြီးဖျက်ဆီးပစ်လိုက်ပါတယ်။ဒါဟာဗိတ်တနိုးမျိုးရဲ့ကာကွယ်ဟိတ်တရိုင်ပြိုကျသွားတဲ့အချိန်ပါပဲ။စီတော်ကြီးအတန်မထွက်တော့တဲ့အချိန်မှာဒုတ်တပောင်ရဲ့တက်တွေဟာဗိတ်တနိုးမျိုးထဲကိုအလွဲတကူဝင်ရောက်နိုင်ခဲ့ပါတယ်။မြို့တော်ကြီးဟာမီးဟုံဟုံတောက်ပြီးပျက်စီးခဲ့ရတာပေါ့။မန်နဲ့အကြီးရဲ့ပန်းထွားဘယင်မဟာရန်သူလက်ထက်ကိုတက်ရှိထင်ရှားဖမ်းဆီးခြင်းခံရလိုက်ရပါတယ်။သူမရဲ့အားကိုးရမြို့တော်ကြီးဟာလည်းမြေပုံပေါ်ကပျောက်ကွယ်ခဲ့ပါပြီ။တရေခီထက်ကိုမိဖုရားအဖြစ်ခေါ်ဆောင်သွားခြင်းခံရပေမဲ့သူမရဲ့ရင်ထဲမှာတော့အမုန်းတရားနဲ့နောင်တတွေပဲပြည့်နှက်ခဲ့ပါတယ်။နောက်ဆုံးမှာတော့သူမဟာဖျားရှိမှရက်တည်ပြီးဗိတ်တနိုးကပေပင်လေးတွေကိုလက်ညှိုးထိုးကျိန်ဆိုခဲ့တယ်။ငါလာမတီးငါလာမကြီးဆိုတဲ့ထာဝရကျိန်စာဟာအဲ့ဒီကစတင်တာပါပဲ။ကျိန်ဆိုပြီးနောက်မှာတော့ဘယင်မကြီးကအစိတ်ရည်ကိုတောက်ပြီးမိမိကိုယ်ကိုအဆုံးစီရင်သွားပါတယ်။သူမရဲ့အလောင်းဟာလှပပြီးမဲ့ကြေကွဲစရာကောင်းတဲ့ညီခုံးကိုရရှိခဲ့ပါတယ်။နှစ်ပေါင်း2000ကျော်ကြာသွားပြီမဲ့ဗိတ်တနိုးမျိုးဟောင်းကပေပင်လေးတွေဟာယနေ့တိုင်လူတရက်စာထက်မကြီးထွားပဲကျိန်စာရဲ့တက်တည်အဖြစ်ကြံရက်နေပါတော့တယ်။